လူတွေကိုအကြောင်းပြချက်ပေးတတ်ပြီလားအင်္ဂလိပ်လိုမျိုးအကြောင်းပြချက်တွေပြောဆိုတတ်ဖို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ဒီချေရိုအင်္ဂလိပ်လိုမျိုးအကြောင်းပြချက်ပြောရမှာ I have to I need to I want to ဒီသုံးခုကိုရှင်းပြပေးမယ်ဘယ်နေရာမှာသုံးရမလဲကွာခြားချက်တွေကဘာလဲဆိုတာကြည့်ကြရအောင်ပထမဆုံးက I have to လူတွေက have to ကို must နဲ့တူတယ်လို့ထင်ကြပေမဲ့တကယ်တမ်းကမတူပါဘူး have to ကမဖြစ်မနေလုံရမယ့်ကိစ္စတွေကိုပြောတဲ့အခါမှာသုံးတယ်လုပ်ကိုလုပ်ရမယ်ဆိုပြီးတော့တစုံတစ်ယောက်ကခိုင်းထားတာမျိုးဒါမှမဟုတ်တာဝန်အရာမဖြစ်မနေကိုလှုပ်ဆောင်ရမယ့်အရာမျိုးတွေမှာသုံးတယ်အကြောင်းပြချက်ပေးမယ်ပေါ့နော်ငါညနေတဲ့အထိအလုပ်လုပ်ရမယ်နောက်ကျတဲ့အထိအလုပ်လုပ်ရမယ်ဒီလိုမျိုးပြောချင်တယ်ဆိုရင် I have to work late I have to work late ငါနောက်ကျတဲ့အထိအလုပ်မဖြစ်မနေကိုလုပ်ရမယ် have to ရဲ့နောက်မှာ base form လိုက်ပါတယ် base form ဆိုတာ verb infinitive ကိုပြောတာတနည်းအားဖြင့်တို့ငငယ်တုန်းကတီးခဲ့တဲ့ verb 1ပေါ့ဒါပေမဲ့အခုချိန်မှာ verb 1လို့မခေါ်တော့ဘူး have to ရဲ့နောက်မှာ base form လိုက်ပါတယ်ဒီမှာဆိုရင်အလုပ်လုပ်ရမယ်ဆိုတော့ have to work I have to work နောက်ကျတဲ့အထိဆိုတော့ late I have to work late ငါနောက်ကျတဲ့အထိမဖြစ်မနေအလုပ်လုပ်ရမှာမလို့ပါဆိုတော့ဒါက have to ကိုသုံးပြီးအကြောင်းပြချက်ပြောတာနောက်တစ်ခုကကြတော့ need to ကကြတော့ have to တဲ့ level နည်းနည်းလေးလျှော့သွားမယ်လုပ်ဖို့လိုအပ်တယ်ဆိုတဲ့အထိပဲမဖြစ်မနေလုပ်เสียတော့မလိုသေးဘူးဒါပေမဲ့ဒီကိစ္စလုပ်ဖို့တော့လိုအပ်နေတယ်ဥပမာတငယ်ချင်းကဟဲငါနဲ့ရုပ်ရှင်သွားကြည့်ကြရအောင်လေဒါမှမဟုတ်ငါတို့ခရီးတူထွက်ရအောင်လေဒီလိုပြောတဲ့အခါမှာကိုကအကြောင်းပြချက်ပြန်ပြောမယ်ပေါ့နော် I need to save money I need to save money ကျမပတ်စံစုရမှာမလို့ပါဆိုတော့ need to ရဲ့နောက်မှာလည်း base form လိုက်တယ်ဒါသည်လိုအပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့အကြောင်းပြချက်ပြောတာဖြစ်ပါတယ် I need to save money ကျမပတ်စံစုဖို့လိုအပ်လို့ပါနောက်ဆုံးတစ်ခုကကြတော့ want to ပါကိုကလှုပ်ချင်တဲ့ဆန္ဒရှိနေတာဥပမာကိုတငယ်ချင်းကစနေတူးနေကြရင်ငါတို့တွေ့ချရအောင်ဒီခါကျရင်ကိုကငါအင်္ဂလိပ်စာလေ့လာချင်တယ်ငါမိဘတွေစီသွားလဲချင်တယ်ဒီလိုမျိုးပေါ့နော်ကိုအားတော့အားတယ်ဒါပေမဲ့ကိုမှလှုပ်ချင်တဲ့ဆန္ဒကရှိနေပြီးသားဒီလိုမျိုးအချိန်တွေမှာအကြောင်းပြချက်ပေးတာဖြစ်ပါတယ်ဥပမာ I want to visit my parents ငါမိဘတွေစီကိုသွားလဲချင်လို့ပါဒီလိုမျိုးကိုဖြစ်ချင်တဲ့ဆန္ဒကိုပြောပြီးတော့အကြောင်းပြချက်ပေးတာ want to I want to visit my parents အဲ့တော့ဒီ want to ရဲ့နောက်မှာလည်း base form လိုက်ပါတယ် have to need to want toသူရဲ့နောက်မှာ base form ကိုသုံးပြီးတော့အကြောင်းပြချက်ကလေးတွေပြောတတ်မယ်ထင်ပါတယ်အခုလိုမျိုးအခမဲ့သင်ခန်းစာလေးတွေလေ့လာရတာဝါသနာပါရင်ဒီဖော်ပြထားတဲ့ Telegram Channel လေးကိုလည်း join လုပ်ပေးထားပါဦးနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါဦးမယ်